ရဲလောက်ကနာယူရင်လက်ရှိဆော့လို့ရေးခေါင်းဆောင်ဖြစ်လောက်ကန်နေတဲ့ဟန်စော်ကျွန်းတယောက်ဇနီးတဲ့နဲ့တူအနာဂတ်ခီးလန်းကဖြောင်ပြူးနေခဲ့ပါပြီမကြခင်ဇနီးတဲ့နဲ့တူတိုက်ခန်းလေးတစ်ခန်းဝယ်ယူရင်းလက်ရှိလောက်ကပါဘိုးကောင်းတဲ့နေရာစီကိုရွှေ့ပြောင်းလာမှာဖြစ်တာကြောင့်စော်ကျွန်းလည်းဇနီးဖြစ်သူမီယောင်းစီဝမ်တာအာယာဖုန်းဆက်လိုက်ပါပြီကိုပိုင်ဆိုင်လေးဖွင့်လာတဲ့မီယောင်းနဲ့စောကျွန်းကငယ်ငယ်များတွေဖြစ်ကြသလိုအရင်ကလည်းရေးပြစ်ခဲ့တဲ့စောကျွန်းတယောက်အလောက်ခွင့်တဲမှာလည်းလုံခြုံရေးကိုအမြဲတမ်းဦးစားပေးတဲ့သူပဲဖြစ်ပါတယ်အခုလဲလုံသားတယောက်ကအိုးထုံမဆောင်တာကြောင့်နှမ်းသတိပေးလိုက်ရင်အဲ့ဒီသူရဲ့လေပင်ကတက်တူးကိုသတိထားမိလိုက်ပါတယ်ဆော်လိုဤတနေရာမှာတော့ညံတစ်ခုကတော်လေးယိုယွင်းနေတာဖြစ်သလိုတစ်ဖက်မှာလည်းမတင်သားစရာလူတယောက်ကဟိုကြည့်တီကြီးနဲ့တခုခုကိုပြင်ဆင်နေခဲ့ပါတယ်ဂျိုရင်းညံကြောင့်လုပ်ငန်းခွင်မတော်တဆမှုဖြစ်သွားခဲ့ပေမဲ့လုံခြုံရေးအကျိုးကြောင့်ကန်ကောင်းသွားခဲ့ပြီးချက်ချင်းပြုံးမကြပေမဲ့ဖြစ်သွားတဲ့နေရာကအတော်လေးမြင့်တဲ့နေရာဖြစ်နေတာကြောင့်ဘလို့သမားခေါင်းဆောင်ဖြစ်တဲ့စောကျုံးကပဲအချိန်မီကယ်ပေးဖို့ရောက်လာခဲ့ပါတယ်ကြီးကိုက်တန်ရအသေးပြော့တစ်ခုမှမဖြစ်သွားပေမဲ့ဆက်သွယ်ဖို့ဖုန်းလိုင်းတွေကတစ်ခုမှမမိတော့ပဲစန့်ကျင်ဘက်မီယောင်းစီကိုတော့ဘသူမှမသိတဲ့ဖုန်းပေါ်တစ်ခုကဝင်ရောက်လာခဲ့ပါတယ်သူ့ကိုသူရှိနေလို့ရောစော်ကျွန်းရဲ့တကယ်ချင်းလို့ရောမိတ်ဆက်လာတဲ့ခင်ဝန်းစုကစောက်လိုက်မတော်တဆမှုဖြစ်သွားတဲ့အကြောင်းနဲ့အဲ့ဒါကြောင့်ပဲစော်ကျွန်းတယောက်ထောင်ထဲရောက်နေတာကြောင့်ကိုစားဆက်သွယ်တာဖြစ်ကြောင်းပြောလာခဲ့ပါတယ်မီယောင်းကိုယ်တိုင်လည်းစော်ကျွန်းစီကိုဆက်သွယ်ကြည့်ပေမဲ့ဘလို့မှဆက်သွယ်လို့မရပဲမတော်တဆမှုကတေမှုတေခင်းဖြစ်သွားတာကြောင့်စော်ကျွန်းထောင်ထဲရောက်နေပြီဖြစ်တဲ့အကြောင်းကိုသာသိလိုက်ရပါတယ်ဒါကြောင့်မီယောင်းနဲ့ချက်ချင်းဆိုင်ပေရင်စော်ကျွန်းရဲ့လုပ်ငန်းခွင်စီကိုလိုက်သွားဖို့ပြင်လိုက်ပေမဲ့ပြီးတဲ့ yes scan စီကစော်ကျွန်းဖန်ခံရတဲ့အကြောင်းဖုန်းဆက်လာတာကြောင့်မီယောင်းနဲ့ yes scan စီကိုချက်ချင်းလိုက်သွားဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့ခင်ဟွန်းစုစီကဖုန်းထက်ဝင်လာတဲ့အပြင်လက်ရှိမှုကတာဝန်ပေါ်ဆမှုဖြစ်နေတာကြောင့်တရားရင်ဆိုင်ရင်စော်ကျွန်းတေချာပေါက်ရှုံးမဲ့အကြောင်းနဲ့ချက်ချင်းညီနိုင်ငွေပေးလိုက်ရင်တော့အဆင်ပြေသွားမယ့်အကြောင်းပြောလာခဲ့ပါတယ်ဥပဒေရုံး website ကနေတဆင့်အရင်ဆုံးငွေလဲလိုက်ဖို့နဲ့ငွေတာရရင်တေချာပေါက်ညှိနှိုင်းလို့ရမယ့်အကြောင်းပြောလာတာကြောင့်မီယောင်းနဲ့ခင်မွန်းဖြစ်သူလွတ်မြောက်ဖို့အရေးရှေရှေဝေဝေတွေးမနေတော့ပဲလူကလည်းဖူထူနေပြီးမှချက်ချင်းငွေလွှဲပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ငိုဝင်လာပြီးဆိုတဲ့စကားတင်ရဲ့တခြားတစ်ဖက်မှာတော့စော်ကျွန်းတွေလုပ်ငန်းခွင်ထဲမှာရှိနေစေဖြစ်ကာလောလောလတ်လတ်လူတယောက်ကိုကယ်ဆယ်လိုက်နိုင်ခဲ့တာကြောင့်အားလုံးနဲ့စိတ်ကြီးလက်အေးဖြစ်နေခဲ့ပါတယ်မီယောင်းလွှဲလိုက်တဲ့ငွေရဲ့နောက်ွယ်မှာအဖွဲ့အစည်းတစ်ခုကချက်ချင်းဆိုသူလိုငွေထုတ်ဖို့ပြင်ဆင်လိုက်ကြပြီးစော်ကျွန်းလုပ်ငန်းခွင်ထဲမှာလည်းမတင်သားစရာလူတယောက်ပြန်သွားပြီးဖြစ်တာကြောင့်ဖုန်းလိုင်းတွေပြန်ရသွားခဲ့ကြပြီလည်းဖြစ်ပါတယ်။စော်ကျွန်းလည်းဖုန်းလိုင်းမိချင်းဇနီးတဲ့ဖြစ်သူစီကိုဖုန်းပြန်ဆက်လိုက်တာကြောင့်မီယောင်းမွေပေးလိုက်တဲ့လုပ်ငန်းခွင်မတော်တဆမှုဆိုတာကလိန်လေခံလိုက်ရတယ်ဆိုတာမှန်ချက်ချင်းသိလိုက်ရပါတယ်။လက်ရှိချိန်ကဖုန်းလိန်ညာဆက်တဲ့ဖြစ်စဉ်ဆိုတာကိုသိကြနေတာကြောင့်မီယောင်းနဲ့ဘန်စီကိုပြေးလာခဲ့ပေမဲ့မီယောင်းလွှဲလိုက်တဲ့ငွေအလုံးကအကောင့်ခွဲစီကနေချက်ချင်းထုတ်ယူခံနိုင်ရပြီလည်းဖြစ်ပါတယ်။1သိန်း900ဆိုတဲ့ငွေကမီယောင်းတို့လူဒန်းစားအတွက်မျှော်လင့်ချက်တစ်ခုထက်ပိုတဲ့အရာဖြစ်နေတာကြောင့်မီယောင်းပြိုလဲနေတဲ့အချိန်ရှင်းနေခင်ဝန်းစုဆိုတဲ့လူတွေကဖုန်းထက်ဆက်လာခဲ့ပါတယ်။မိုးယိုရင်လိန်ညာသွားတဲ့ပတ်စံတွေကိုပြန်ပေးဖို့တောင်းပေမဲ့တေလောက်တဲ့ငွေဆိုရင်တေလိုက်ဖို့ပြောလာတဲ့လူတွေကောင်ကမီယောင်းပေးလိုက်တဲ့ငွေတွေကိုကွန်မန်သုံးမဲ့အကြောင်းခွေးစကားပြောလာတာကြောင့်မီယောင်းရဲ့ကဘာကရုတ်တရက်အမောင်ဖုံးသွားခဲ့ပါတယ်။လမ်းမလေမှာရှေ့ရသွားတဲ့မီယောင်းတယောက်ကားတိုက်ခံရရင်စိတ်ယုံရောက်သွားတာကြောင့်စော်ကျွန်းနဲ့တတိမလဲတည်တဲ့ဇနီးတဲ့ကိုစိတ်ပူနေခဲ့ပါတယ်။ဒါပေမဲ့ဒုက္ခဆိုတာကလိုင်းတကောင်နဲ့မလာပဲပါဆယ်ပါထုတ်လာတက်တာကြောင့်လုပ်ငန်းခွင်3ဘီလီယံမှာထက်လိန်ခံလိုက်ရပြီးအလိန်ညာခံလိုက်ရတဲ့မန်နေဂျာဆိုသူကပါသူ့ကိုယ်သူတက်တည်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ဖုန်းဆက်ရင်လိန်ညာခံလိုက်ရတာကြောင့်ဘသူ့ကိုမှပြဿနာလဲတွားရှာလို့မရတဲ့အပြင်အာမကလည်းမရှိတာကြောင့်လက်ရှိလို့သမားအယောက်90ရဲ့ဘဝကရေစုံမျောသွားခဲ့ပြီလည်းဖြစ်ပါတယ်။အားလုံးကဘဝနဲ့ရင်ချတဲ့ပတ်စံတွေဖြစ်နေတာကြောင့်ဇာပနာမောင်တော်ဘသူ့အတွက်ငွေရမှန်းမသိတော့ပဲပတ်စံတွေအလိမ်မခံရခင်အာမခံကုမ္ပဏီစီကဖုန်းဆက်လာတဲ့အကြောင်းစော်ကျွန်းနဲ့သိလိုက်ရပါတယ်မန်နေဂျာကလည်းဖုန်းထဲကစကားကိုယုံရင်အလုပ်သမားတိုင်းရဲ့အချက်လက်ကိုပေးလိုက်တဲ့အချိန်အခုလိုအလိမ်ခံလိုက်ရတာလည်းဖြစ်ပါတယ်အဲ့ဒီချိန်တခုခုကိုတွေးမိတော့တဲ့စော်ကျွန်းလည်းမတော်တဆဖြစ်ခဲ့တဲ့နေ့ကိုပြန်မှတ်ရသွားခဲ့ပါတယ်။လေဘေးမှာတက်တူးနဲ့လူစိမ်းတယောက်ကိုအိုတိုဆောင်ဖို့ကိုရန်တရီပေးလိုက်တာကြောင့်စော်ကျွန်းနဲ့တက်တူးကနေတဆင့်မတင်ကားစရာကောင်းတဲ့အဲ့ဒီသူကိုအရင်ဆုံးရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။တနေရာမှာတော့တက်တူးနဲ့အဲ့ဒီငနာလေးကနိုင်ငံခြားသားရွှေပြောင်းလုပ်သားတွေကိုကြားဖြတ်လုပ်ငန်းအတွက်စုဆောင်းနေတာဖြစ်ပါတယ်။ဒါကိုလည်းစော်ကျွန်းတယောက်နောက်ရောက်ခံလိုက်ရင်လိုက်ပါလာခဲ့ပါတယ်။လူကုန်ကူးဖို့လုပ်နေပေမဲ့လမ်းမှာစော်ကျွန်းကကားနဲ့ဖြတ်တိုက်လိုက်တာကြောင့်အစီအစဉ်ပြတ်သွားတဲ့အပြင်လက်တံတောင်နဲ့ရက်သားဟောင်းကြီးကတစ်ချက်နဲ့ချက်လောက်ကြိတ်ပေးလိုက်တဲ့အချိန်မှာတော့လိန်လယ်မှုရဲ့လားရာကိုသိလိုက်ရပါတယ်။ဖုန်းထဲကလိန်ညာဖို့ဆိုတာဟာအပွဲအစည်းလိုက်လှုပ်ဆောင်ရတာမျိုးဖြစ်ပါတယ်။အကျိတ်ခံရတဲ့ကောင်ကလည်းလုံသမားပဲဖြစ်နေသေးတာကြောင့်သူ့အထက်ကဌာနမှုဘတ်ဆိုသူအကြောင်းကိုစော်ကျွန်းကိုပြောပြလိုက်ပါတယ်။ရဲဌာနမှာလည်းနှင်းနာသူတွေကိုဖုန်းဆက်လိန်ညာတဲ့အကြောင်းရှင်းပြနေပေမဲ့တိတ်တော့အရာမရောက်သေးပဲလိန်နေတဲ့ဖွဲ့စည်းတွေကကိုရီးယားငွေကြေးကိုတရုတ်ငွေကြေးနဲ့ဓာတ်ရိုက်လဲလှယ်နေကြတာပဲဖြစ်ပါတယ်။ဓာတ်ရိုက်လဲလှယ်မှုကစရင်မပေါ်တဲ့အပြင်ဗန်တွေလိုတဆင့်ခံတွေလည်းမရှိတာကြောင့်အလိန်ခံငွေထုတ်ပြီးတာနဲ့ချီယာခံလို့မရတော့ပဲလက်ရှိအတန်နဲ့လိန်လဲမှုတွေကတနစ်ကိုဘီလီယံရာနဲ့ချီတဲ့အထိတိုးတက်လာနေတာပဲဖြစ်ပါတယ်။ပေမအဖွဲ့ကတရုတ်မှာရှိနေတာကိုသိပေမဲ့နိုင်ငံရဲ့ခြားကဖြစ်နေတာကြောင့်ကိုရီးယားရဲတပ်ဖွဲ့ကတာဝန်မယူနိုင်ပဲဒါကိုသိလိုက်ရတဲ့စော်ကျွန်းတယောက်ရဲစခန်းမှာတည်းမဟုတ်မခံဗီဇာတိုင်းဖမ်းမဲ့တက်မဲ့တကယ်ဖြစ်လာခဲ့ပါတယ်။
တစ်ဖက်မှာလည်းအကျွေးမပေးနိုင်တဲ့ကန်ကြီးတယောက်မြေကြီးတဲ့ကိုတခိုးလုံးအမြုပ်ခံနေရတဲ့ပြင်ခွေးစာပါအကျွေးခံရတော့မဲ့ချိန်စော်ကျွန်းရောက်လာလို့ဒါခံကောင်းသွားခဲ့ရပါတယ်အကောင်းလာခဲ့တာတော့မဟုတ်ပဲဖုန်းနံပါတ်ကိုချီရခံခြင်းလို့အကူအညီလာတောင်းတာဖြစ်ခါကန်ချီရဲ့အကူအညီကြောင့်ပဲလိန်ညာတဲ့ဖုန်းနံပါတ်တွေကတရုတ်မှာအဆုံးသတ်သွားတဲ့အကြောင်းသိလိုက်ရပါတယ်လိန်ညာလေဆိုတာက application တစ်ခု link တစ်ခုကိုဝင်လိုက်ရုံနဲ့တင်ကိုဖုန်းထဲကအချက်လက်တိုင်းကိုရယူသွားနိုင်တာမျိုးဖြစ်ပါတယ်တစ်ဖက်ကဖုန်းနံပါတ်ကိုမသိအောင်နဲ့ဂျားကန်ဆက်တွေနဲ့နံပါတ်ပြောင်းနိုင်တာပဲဖြစ်ပါတယ်ဖုန်းဆက်တဲ့နောက်ခံအတန်တွေကဆူညံနေတာကြောင့်ဒါကအဖွဲ့အစည်းတစ်ခုဆိုတာကိုသိလိုက်ရပေမယ့်ဖုန်းကိုချီရခံလို့မရတာကြောင့်တခုခုကိုတွေးမိသွားတဲ့စော်ကျွန်းနဲ့တနေရစီကိုထွက်လာခဲ့ပါတယ်တက်တူးနဲ့ကောင်စီကသတင်းရထားတဲ့ဌာနမှုဘတ်ဆိုသူစီကိုထွက်လာခဲ့ပေမယ့်ဒီနေရာမှာရဲတွေကပါစောင့်ကြည့်နေကြတာကြောင့်ဘောင်အပြင်ကစုံစမ်းမှုထွက်လာတဲ့စော်ကျွန်းနဲ့ရဲတွေမမြင်ခင်တူနီးတူဟန်နဲ့အစာအုပ်တွေကိုဝင်လာခဲ့ပါတယ်အထဲမှာတော့ဘက်ကပ်ပေါင်းများစွာဖုန်းလုံးပေါင်းများစွာနဲ့တူလူလိမ်ပေါင်းများစွာကကြားဖြတ်လုပ်ငန်းကြီးကိုအကြီးအကျယ်လုပ်ကိုင်နေကြတာလည်းဖြစ်ပါတယ်လိန်ညာမဲ့သားကောင်ကိုတေချာလေးလာထားတဲ့အပြင်အာမခံကျမ်းမာရေးပညာရေးအမှုခင်းစားတဲ့ခေါင်းစဉ်ဘောင်းစုံနဲ့လူရီရဲ့လိုအပ်ချက်ကိုဥတီထားရင်အကွက်ကြကြလိန်ညာနေကြတာကြောင့်အလိန်ခံလိုက်ရတဲ့သူကိုယ်တိုင်တော့ဘလို့လိန်သွားမှမသိလိုက်ကြတာပဲဖြစ်ပါတယ်စော်ကျွန်းနဲ့အထက်ကိုရောက်ချင်းဒီထဲမှာသတင်းယူနေတဲ့ရဲတယောက်ရှိတဲ့အကြောင်းသတင်းပေးလိုက်တာကြောင့်ဌာနမှုဘတ်ဆိုသူရဲ့ယုံကြည်မှုကိုရလိုက်ပါတယ်အထက်ကရဲအဖမ်းခံလိုက်ရတာနဲ့အပြင်ဘက်ကရဲတွေဘာလို့ရှားလာကြတာကြောင့်ဒူလိန်အဖွဲ့အစည်းတဲ့နေရာပြောင်းဖို့အသေးအတန်ပြင်ဆင်ကြပေမဲ့ရဲတွေကပဲလက်ဦးသွားတာကြောင့်ရုံရင်းဆန်ခတ်တွေဖြစ်ကုန်ကြပါတယ်ဒီနေရာရဲ့အကြီးဆုံးဌာနမှုဘက်ကိုရဲတွေကအသေးအတန်လိုက်ဖမ်းကြပေမဲ့စော်ကျွန်းကရွေချက်ရှိရှိကောက်ွယ်ပြီးနေတာကြောင့်နှစ်ယောက်သားအသေးအတန်ကိုလိုယုံရင်ရဲလက်ကနေလွတ်မြောက်လာခဲ့ကြပါတယ်တိုက်ခိုက်နေကြရင်းနဲ့ရဲတွေကစော်ကျွန်းရဲ့မျက်နှာကိုမြင်သွားတာကြောင့်နားမလည်နိုင်ကြပေမဲ့ဌာနမှုဘက်ဆိုသူကတော့သူ့ကိုကယ်တင်ထားတဲ့စော်ကျွန်းကိုအပြည့်အဝယုံကြည်သွားခဲ့ပါတယ်။ဒါကြောင့်မဲစော်ကျွန်းကိုရောင်ဆန်းကအထွေထွေမန်နေဂျာချောင်းစုသူစီကိုအလုပ်လုပ်ဖို့လက်ညွှန်ပေးလိုက်ပြီးဒါကိုသိနေတဲ့စော်ကျွန်းကတော့သတင်းရရချင်းဌာနမှုဘက်ရဲ့အကြောင်းရဲရီစီကိုသတင်းပေးပြလိုက်ပါတယ်။ဌာနမှုဘက်ကိုဖမ်းမိရင်တော့နောက်ကွယ်မှာအဖွဲ့အစည်းကြီးတစ်ခုလုံးကရှိနေသေးတဲ့အတွက်စော်ကျွန်းကတမင်ယုံကြည်မှုရအောင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ဒေါက်တာစင်းအနေနဲ့ကြိုတင်ကြံစည်ထားတဲ့အတိုင်းတရုတ်နိုင်ငံဆောင်ရမ်းစီကိုထွက်လာခဲ့ပါတယ်။စော်ကျွန်းရဲ့စီစဉ်ရဌာနမှုဘက်ရဲ့နာမည်နဲ့ကြားဖြန့်အဖွဲ့အစည်းကိုဝင်ရောက်မှာဖြစ်ပြီးတော့ကိုရီးယားကကန်ချီကိုတော့ဖုန်းနဲ့မပြတ်သတင်းပို့ရင်ဆက်သွယ်နေမှာပဲဖြစ်ပါတယ်။ရဲလောက်ကမထွက်ခင်အချိန်ကတကယ်အမှုအကြီးတွေကိုအရလိုက်ခဲ့တဲ့ဟန်စော်ကျွန်းကအခုလည်းနောက်ကွယ်ကအဖွဲ့အစည်းကိုသိကျင်လို့ဌာနမှုဘက်ကိုဝင်ရောက်ခဲ့တယ်ဆိုတာရဲတွေလည်းရိပ်မိလိုက်ကြပါတယ်။ဒါကြောင့်ရဲတွေလည်းစော်ကျွန်းနောက်ကိုပဲခြေရခံလိုက်ဖို့ဆုံးဖြတ်လိုက်ကြပြီးတရုတ်ကိုရောက်လာတဲ့စော်ကျွန်းတယောက်ရောက်ချင်းထီပေါက်သလိုရိုက်ခံလိုက်ရပါတယ်။ကြားပြက်လို့တရားမဝင်အဖွဲ့အစည်းတစ်ခုတည်းကိုဝင်ဖို့ဆိုတာကလွယ်လွယ်တော့ရမနေပဲကန်ချီကအချက်လက်အတုတွေလုပ်ပေးလိုက်တာကြောင့်သာစော်ကျွန်းတယောက်တန်တရားကင်းကင်းအဆင်ပြေပြေနဲ့ဝင်ခွင့်ရရှိသွားခဲ့ပါတယ်။ဒူလင်အဖွဲ့အစည်းကလိန်ညာတယ်ဆိုရင်တော့တာမန်တော့မဟုတ်ပဲလိန်ညာမဲ့သူလိန်ညာမဲ့အဖွဲ့အစည်းရဲ့အချက်လက်အားလုံးကိုတိတိကျကျရယူထားတာဖြစ်ခါကိုပိုင်စညွန်းတွေနဲ့လူတွေရဲ့လိုအပ်ချက်ကိုအတိအကျလိန်ညာကြတာပဲဖြစ်ပါတယ်။စော်ကျွန်းကလည်းရောက်ချင်းဖုန်းဆက်လိန်ညာတဲ့နေရာမှာတာဝန်ပေးလိုက်ပြီးဒီအဖွဲ့အစည်းရဲ့လိန်ညာမှုကလူတယောက်ကိုဗတ်ပေါင်းစုံကနေအကွက်ကြကြမွေးထွက်လာအောင်ညှိယူတာမျိုးဖြစ်တဲ့အကြောင်းစော်ကျွန်းလည်းကိုယ်တိုင်ကြုံမှသိလိုက်ရပါတယ်။ဒီနေရာကိုရွယ်ချက်ရှိရှိရောက်လာတဲ့စော်ကျွန်းကတော့ပထမဦးဆုံးလေလဲမှုမှာတင်ဖုန်းကိုတမင်ကျိုးပြလိုက်တာကြောင့်လူတယောက်ရဲ့ဘဝကချမ်းသာရရသွားခဲ့ပါတယ်။ဒီနေရာကိုဦးစီးနေတာကမန်နေဂျာချောင်းဆိုသူဖြစ်ပေမဲ့သူ့ရဲ့အထက်မှာဒီလုပ်ငန်းတစ်ခုလုံးကိုတည်ထောင်ထားတဲ့တတိဟုံးဆိုပြီးတော့တက်ရှိနေသေးတာပဲဖြစ်ပါတယ်။လက်ရှိရုံးကလည်းသူ့တဲ့နဲ့သူလှုပ်လို့ရတာဖြစ်ပါတယ်။လိန်ညာရေးလုပ်သမားတွေကအပေါ်တက်စီကိုတက်ခွင့်မရတဲ့အပြင်အနေဆုံးလုပ်သားတွေဖြစ်တဲ့အကြောင်းစော်ကျွန်းနဲ့သိလိုက်ရပါတယ်။ကိုရီးယားမှာတော့ဌာနမှုဘက်ကိုမဖမ်းမိပေမဲ့သူ့ရဲ့ကားနဲ့တူကြံရပါပစ္စည်းတချို့ကိုတင်ဆက်ရမိလိုက်တဲ့အပြင်ဟန်စော်ကျွန်းတယောက်တရုတ်ကိုတယောက်ထက်ထွက်သွားတယ်ဆိုတာကိုပါသိလိုက်ရပါတယ်။ဒီနေရာမှာကလိန်ကျင်တို့လိန်နေတဲ့ကောင်တွေအပြင်အလိန်ခံရလို့ဒီလောက်ကိုမလုပ်ချင်ပဲဝင်လုံနေရတဲ့သူတွေပါရှိနေတာပဲဖြစ်ပါတယ်။အထူးလက်ပတ်ရှိတဲ့စီမံခန့်ခွဲရေးသမားတွေကသာတတိယချက်ကိုတက်ခွင့်ရှိတာပဲဖြစ်ပါတယ်။မန်နေဂျာချောင်းရဲ့လောက်မှာဘရိုကွာဆိုတဲ့မြောက်ကျွမ်းကောင်တစ်ကောင်ရှိနေသေးတာဖြစ်တယ်လို့အဲ့ဒီမြောက်ကျွမ်းကောင်ဘရိုကွာကလိမ်လည်မှုအားလုံးကိုစီမံဦးဆောင်နေတာပဲဖြစ်ပါတယ်။စော်ကျွန်းရဲ့ဇနီးတဲ့စီကိုနောက်ဆုံးဖုန်းဆက်ခဲ့တဲ့ခင်ဝန်စုဆိုတာကဘရိုကွာပဲဖြစ်တဲ့အပြင်ကိုယ်တိုင်ကဖုန်းဆက်လိမ်ညာနေကြပေမဲ့သူတို့ကိုပြက်လိမ်တော့ချက်ချင်းရိုက်နှက်တက်ပြက်ကြတဲ့အကြောင်းစော်ကျွန်းလည်းညှဉ်းမြင်တွေ့လိုက်ရပါတယ်။အရင်ကဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာထွေထွေမန်နေဂျာဖြစ်ခဲ့တဲ့ဘရိုကွာကမြန်အကောင်းဆုံးပြီးတော့ကြားဖြတ်လုပ်ငန်းတစ်ခုမှာဝင်စီမံနေတာပဲဖြစ်ပါတယ်။ဒါကိုတွေ့လိုက်ရတဲ့စော်ကျွန်းကတော့လက်တလောအတွင်းသတင်းတွေကိုဆက်နိုင်နေဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းဌာနမှုဘက်ကိုရဲတွေကဖမ်းမိသွားတာကြောင့်လက်ရှိတရုတ်ဘက်ကခေါ်ဆောင်မှုစင်တာကိုခြေရာကောက်မိသွားခဲ့ကြပါတယ်။ကိုရီးယားဘက်ကဌာနမှုဘက်အဖမ်းခံလိုက်ရတဲ့အချိန်လုပ်ငန်းတစ်စိတ်တစ်ပိုင်းကိုရန်နာလိုက်ရပြီးတော့အချိန်တိုင်းစောင့်ကြည့်နေကြတဲ့စော်ကျွန်းကလည်းတခုခုကိုလုပ်ဖို့ပြင်ဆင်လိုက်ပါတယ်။ဘရိုကွာကတော့အတန်နဲ့လိန်နေတယ်ဆိုတာကတနာကျင်နာမှုဖြစ်တဲ့အကြောင်းခွေးပါဇက်ကနယ်စကားထွက်နေတဲ့ချိန်စော်ကျွန်းရဲ့နောက်တဲ့ခြေလမ်းကဘရိုကွာနဲ့ရင်းနှီးမှုရယူဖို့ပဲဖြစ်ပါတယ်။
ဒါကြောင့်ပတ်စံဘက်နေတဲ့တကောင်ကိုအယောင်ပြဖမ်းပေးလိုက်ပြီးအကျိုးဆက်အနေနဲ့စီမံဌာနစီကိုဝင်ခွင့်ရရှိသွားခဲ့ပါတယ်။စီမံဌာနဆိုတာကလိမ်လည်မှုမစတင်ရင်အချက်လက်တွေကိုစူးစမ်းရတဲ့ဌာနတစ်ခုဖြစ်တယ်လို့လိမ်လည်ဖို့ဇညွှန်းတွေကိုစီစဉ်ပေးရတဲ့ဌာနတစ်ခုလည်းဖြစ်ပါတယ်။စော်ကျဲရွယ်ချက်ကဒီနေရာရဲ့တဆင်ချင်းကိုစုံစမ်းမှုဖြစ်ခါလက်ရှိတတရားထက်မှအလုံးလုံးနေပေမဲ့ဘယ်သူမှတက်ခွင့်မရှိတဲ့နောက်အထက်အကြောင်းကိုစုံစမ်းနေခဲ့ပါတယ်။ဒီအထက်မှာကမန်နေဂျာချောင်းတယောက်ပဲရှိတာဖြစ်တဲ့အပြင်ကိုရေးရာဇဝင်စာရွက်စာတမ်းနဲ့ချက်လက်တိုင်းကဘီလီယံနဲ့ချီတန်ဖိုးရှိနေတာကြောင့်သွားရှုံရင်အသက်ခံရမှာပဲဖြစ်ပါတယ်။တတိဟုံးရဲ့မန်နေဂျာချောင်းကိုယ်တိုင်ကလည်းဘရိုကွာဆိုတဲ့ကောင်ကိုတိတ်တော့ယုံကြည်နေတာမဟုတ်ဘဲလက်ရှိကိုရီးယားဘက်မှာပါရဲတွေပါဝင်လာတာကြောင့်တတိဟုံးကိုယ်တိုင်ကလည်းမန်နေဂျာချောင်းကိုတတိထားဖို့ပြောလာခဲ့ပါတယ်။ဘရိုကွာကတော့နည်းနည်းကြောမာတဲ့စော်ကျွန်းရဲ့ပုံစံကိုတိတ်တော့မသိငါပဲဒီနေရာမှာပတ်ဆက်ရှာခြင်းရင်သူများမတရားရေးစားဆိုရင်တော့တပြောကြီးအရသာရှိရှိစားလိုက်ဖို့ဆုံးမနေခဲ့ပါတယ်။တတိဟုံးကိုယ်တိုင်ကဘရိုကွာကိုတတိလာပေးတဲ့အချိန်နောက်ထပ်အကြီးစားလင်းလင်းမှုကိုအချိန်ရွှေ့ရပြီးဘရိုကွာကိုယ်တိုင်ကဒီလုပ်ငန်းမှာသူ့အတွက်ကြံအောင်ကွက်ကြိုရနေခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်ပဲနောက်ထပ်လိမ်လည်မှုကိုမနှက်ပြန်လုပ်ဖို့ချက်ချင်းအမိန်ပေးခံရတဲ့ပြင်စော်ကျွန်းကလည်းမန်နေဂျာချောင်းရှိမဲ့အထက်စီကိုတယောက်တည်းစုံစမ်းမှုထွက်လာခဲ့ပါတယ်။မန်နေဂျာချောင်းဖုန်းပြောနေတဲ့အချိန်ကွန်ပျူတာကိုဝင်မှွေပွင့်ရရှိခဲ့ပေမဲ့အောက်ထပ်မှာလည်းစော်ကျွန်းပျောက်သွားတဲ့ပေါ်အဆောင်တွေကသတိထားမိသွားခဲ့ပါတယ်။ကိုရီးယားကကန်ချီကတော့ဒုံးဆန်အတိုင်းအကျွေးမပေးနိုင်လို့ထွက်ပြေးမိရင်ဒုတိယရံမီခွေးစာကျွေးရမယ့်အချိန်စော်ကျွန်းရဲ့စာကြောင့်ထပ်မံကန်ကောင်းသွားခဲ့ပါတယ်။ကံမကောင်းတဲ့စော်ကျွန်းကတော့တတိယထပ်အိမ်သားလေးကိုအမြန်ပြန်လာရင်ဟမ်မပြက်ဆက်လေးတောင်းနေပေမဲ့မတင်ကားလာကြောင့်ပဲရိုက်နှက်ရင်အခန်းတစ်ခုတည်းကိုထဲပိတ်ခြင်းခံလိုက်ရပါတယ်။ကန်ချီနဲ့သူ့ရဲ့အကျွေးရှင်ကတော့စော်ကျွန်းရဲ့စာကြောင့်ပဲငွေရဖို့အရေးတရုတ်ထိကိုထွက်လာခဲ့ကြကသူတို့ကိုလည်းတစုံတစ်ယောက်ကစောင့်ကြည့်နေခဲ့ကြပါတယ်။နောက်နေ့မနက်မှာတော့ဘရိုကဥဆောင်နဲ့3,000တန်လိမ်လည်မှုတစ်ခုကိုစတင်နေခဲ့ကြပြီးဒီလေချိန်သားကောင်တွေကအလှုပ်ရှောက်ထားတဲ့လူငယ်တွေပဲဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ဖုန်းထဲကအချက်လက်တိုင်းကိုရထားတဲ့အခါမှာဘယ်မှာလှုပ်ရှောက်ထားတဲ့ဆိုတာအတိကိုသိရှိနေတာဖြစ်ပြီးတော့အင်တာဗျူးအောင်နေဆိုတဲ့အပြောကိုအသုံးချရင်းနဲ့လိညာလိုက်တာပဲဖြစ်ပါတယ်။အင်တာဗျူးအောင်ရင်တော့ကုမ္ပဏီကိုဝင်ဖို့အလုပ်ကိုင်စင်တာအာမခံရမုံငွေဖြစ်300ထည့်ရမယ့်အကြောင်းမှာငါးစားချပေးလိုက်ပြီးတော့အင်တာဗျူးအောင်တဲ့သူတွေကလည်းအလုပ်ရမှာဖြစ်နေတာကြောင့်အာမခံငွေကိုလွယ်လွယ်ကူကူပန်းတွဲပေးလိုက်ကြပါတယ်။အလုပ်ရဖို့အတွက်ဆိုရင်ရှိစုမဲစုအပြင်မရှိရင်တော့အာမခံချင်းငွေငှားရင်းနဲ့ထည့်ပေးလိုက်ကြပြီးပတ်စံတွေဝင်လာတဲ့အချိန်မှာတော့ဘရိုကာတို့ရဲ့ရီမန်းချက်ကြီးကအောင်မြင်လာခဲ့ကြပါတယ်။ဘီလီယံနဲ့ကြီးတဲ့ငွေတွေကိုဘဏ်ကောင်ပေါင်းများစွာကနေကြားဖြတ်လုပ်သားပေါင်းများစွာကမိနစ်ပိုင်းတွင်မှထုတ်ယူလိုက်ပြီးတဲ့နောက်လူတစုရဲ့ဝန်ထမ်းမှုကလူလိမ်တွေအတွက်အပြောဖြစ်လာခဲ့ကြပါတယ်။မိနစ်ပိုင်းတွင်9ဘီလီယံကျော်လိမ်လည်ပြီးဖြစ်ပေမဲ့ဒီလောက်နဲ့မရက်တန်သေးပဲညပိုင်းနောက်တစ်ချိန်လိမ်မှုပြင်ဆင်နေကြတဲ့အချိန်အပိတ်ခံရတဲ့စော်ကျွန်းတယောက်ပြန်တရိရလာခဲ့ပါတယ်။အခန်းထဲကဘလို့မှထွက်လို့မရပေမဲ့စော်ကျွန်းကိုညီပူးတဲ့ကောင်လေးကလမ်းလွတ်ပေးတာကြောင့်သာထွက်ပြေးခွင့်ရရှိသွားခဲ့ပြီးတော့တစ်ဖက်ကကန်ချီတို့ကတော့စော်ကျွန်းပြောရတဲ့ကိုရောင်စီကိုရောက်ရှိလာခဲ့ကြပါတယ်။စော်ကျွန်းရဲ့လူဝက်တရင်ကြောင့်ကြားဖြန့်အောင်ဆောင်ရင်ပတ်ဆက်လာတော့ကြတာဖြစ်ခါအချိန်ကိုက်အဖွဲ့အစည်းကရောက်ရှိလာခဲ့ကြတာကြောင့်နှစ်ကောင်စလုံးဖမ်းမိသွားခဲ့ပါတယ်။အထက်ကသတင်းရတာကြောင့်တခိုးလက်ကဓမြလာလူပေမဲ့အခြေအနေကအသက်ခံရတော့မဲ့အရေးဖြစ်နေတာကြောင့်နှစ်ကောင်စလုံးခိုးဝေးရမဲ့နေတဲ့အချိန်တောင်ကိုရီးယားရဲတပ်ဖွဲ့ကကိုရောင်တစ်ခုလုံးကိုဝင်သိမ်းလိုက်ပါတယ်။ကန်ချီလည်းမလွဲတာတဲ့အစုံလက်ရှိစော်ကျွန်းရောက်နေတဲ့နေရာနဲ့ဆက်သွယ်ပုံတွေကိုရဲရဲစီကိုသတင်းပေးခဲ့ရင်းနဲ့တောင်ကိုရီးယားစီကိုပြန်လာခဲ့လိုက်ပါတယ်။တစ်ဖက်မှာလည်းအဖမ်းခံရတဲ့စော်ကျွန်းပြောက်သွားတဲ့ပြင်စက်ရုံကိုရောင်တစ်ခုလုံးနဲ့ပါလုံးဝအဆက်အသွယ်မရတော့တာကြောင့်ပြဿနာဆက်တက်နေခဲ့ကြပြီလည်းဖြစ်ပါတယ်။ရဲဝန်တန်းဟောင်းပြီးအတိုက်ခိုက်ကျွမ်းတဲ့စော်ကျွန်းကတော့တိုင်ရင်ခိုင်ရင်နောက်ထပ်လိမ်လည်မှုမစခင်နေရာတစ်ခုလုံးရဲ့အဓိကတအားလိုင်းကိုဖျက်တောက်ပစ်လိုက်ပါတယ်။အပြင်ဘက်ကရဲတွေကလည်းလိမ်လည်မှုတိုင်ကြားချက်တွေရပ်တန့်သွားသလိုစော်ကျွန်းရဲ့ဒီနေရာကိုပါချီရခံလို့မရတော့တာကြောင့်စော်ကျွန်းဘာရီလုံးနေပြီလဲဆိုတော့ကိုခံမှန်းမရဖြစ်နေခဲ့ပါတယ်။ပရိုကာကလည်းဘီလီယံနဲ့ချီတဲ့လိမ်လည်မှုကြီးကမြန်မာလူမီးပြက်ရင်ရပ်တန့်သွားတာကြောင့်အတော်လေးဒေါသထွက်နေတဲ့အချိန်သူ့အခန်းထဲကိုရောက်နေတဲ့စော်ကျွန်းကိုတွေ့လိုက်ရပါတယ်။စော်ကျွန်းကသူ့ရဲ့ဒီနေရာကိုဖုန်းကနေပို့ပေးနေပေမဲ့ပရိုကွာရောက်လာတာကြောင့်နှစ်ယောက်သားဘားတစ်ပြန်ကြားတစ်ပြန်တိုက်ခိုက်ရင်းနဲ့နှောင့်နှေးနေကြရပါတယ်။ကိုရီးယားရဲတွေချီယာကောင်းမိနေပြီဖြစ်တာကြောင့်နေရာတစ်ခုလုံးအရေးပေါ်ထုတ်ခွာဖို့တင်ဆက်ခံလိုက်ကြပြီးတော့ပရိုကွာတယောက်စော်ကျွန်းကိုတတ်ဖို့လုပ်နေတဲ့အချိန်မန်နေဂျာချောင်းကအနားကိုရောက်ရှိလာခဲ့ပါတယ်။ရဲတွေရေးမိသွားတဲ့ကိစ္စမှာပရိုကွာကိုတန်တရားဝင်နေတဲ့ချောင်းနဲ့ပရိုကွာကိုတတ်ဖို့လုပ်လိုက်ပေမဲ့ပရိုကွာရဲ့လူယုံရောက်ရှိလာတာကြောင့်သူကိုယ်တိုင်ပဲပြန်တက်ခံလိုက်ရပါတယ်။တစ်ဖက်မှာလည်းလိုင်းမိမဲ့နေရာကနေ message အရာပို့နေတဲ့စော်ကျွန်းကိုတစ်ဖွဲ့လုံးကရှာတွေ့သွားတာကြောင့်စော်ကျွန်းနဲ့တွေ့မိတွေ့ရအသေးအတန်ထွက်ပြေးလာခဲ့ရပြန်ပါတယ်။လိုင်းမိမဲ့နေရာစီကိုဆက်ပြေးရင်ထပ်ဖမ်းခံရပေမဲ့စော်ကျွန်းကလည်းခေသူမဟုတ်တာကြောင့်တိုင်ရင်ခိုင်ရင်ခေါမိုးတက်စီကိုရောက်ရှိလာခဲ့ကြပါတယ်။ဒီတစ်ချိန်တော့ထပ်ပြေးစရာမရှိတော့ဘဲစော်ကျွန်းနဲ့လူတခြားဖုန်းတခြားနဲ့အဘရိုကွာစီမှာဖမ်းခံရပါတယ်။ဆေးရောက်တဲ့သူပြေဟန်ဆောင်ရင်ဒီတဲကိုရောက်ရှိလာတဲ့စော်ကျွန်းကိုဘရိုကွာတယောက်အခုမှရဲဖြစ်မှန်သိကလူလိမ်ဖခင်ကြီးလဲစော်ကျွန်းကြောင့်ကိုစုံစမ်းရင်းနဲ့ဇနီးဖြစ်သူမင်းရောက်ရှိနေတာကိုပါသိလိုက်ရပါတယ်။တစ်ဖက်ကရဲတပ်ဖွဲ့ကလည်းစော်ကျွန်းရဲ့ message ကိုရရှိသွားခဲ့ပြီဖြစ်တာကြောင့်နေမီရဲတပ်ဖွဲ့စီကိုသတင်းပေးလိုက်ကြပြီးဘရိုကွာကတော့စော်ကျွန်းကိုစေယုံတက်နေရတဲ့ဇနီးနဲ့ချင်းချောင်းနေခဲ့ပါတယ်။
အကြီးစား project ကြီးပြတ်သွားတဲ့အပြင် manager ချောင်းမှာတည်သွားတာကြောင့်တတိဟုံးကိုယ်တိုင်ဒီနေရာကိုလာနေပြီဖြစ်ခါ Broker ကတော့အဖြစ်ပြက်တွေအားလုံးကစော်ကျုံကြောင့်ဆိုပြီးတော့ထိုးချလိုက်ပါတယ်ဒီနေရာကိုမလာလဲသူထိန်းချုပ်နိုင်တဲ့အကြောင်းပြောလိုက်တာကြောင့်အဆင်ပြေသွားပေမဲ့ရဲရီကအဆောက်အဦစီကိုဝင်ရောက်လာခဲ့ကြပြီလေဖြစ်ပါတယ်ထွက်ပြေးဖို့ပြင်ဆင်နေတဲ့ကြားဖြန့်တစ်ပွဲလုံးရုတ်တရက်ဖမ်းခံလိုက်ရတဲ့ပြင်စော်ကျုံကပါလွတ်မြောက်သွားတာကြောင့် Broker လည်းကိုလိုယုံပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့စော်ကျုံကနောက်ကနေလိုက်လာတာကြောင့်လွယ်လွယ်နဲ့ထွက်ပြေးလို့မရဘဲနှစ်ကောင်သားခေါမှုထက်မှအသေးကြေတက်ခိုက်ကြရပြန်ပါတယ်ရဲတပ်ဖွဲ့ကလည်းနေရာတစ်ခုလုံးကိုဖမ်းမိပြီးမြဲစော်ကျုံကိုရှာမတွေ့တာကြောင့်အကျက်ရနေကြတဲ့အချိန်ခေါမှုဘောက်ကတိုက်ပွဲမှာစော်ကျုံကပဲတာစီရရှိသွားခဲ့ပါတယ်ဘရူကာကတော့သူ့ကိုတက်လိုက်ဖို့ပြောရင်းနဲ့သူတီတာနဲ့ဒါရီကပြီးတော့မှမဟုတ်တဲ့အကြောင်းပြောလာခဲ့ကအောက်ထက်ကရဲရီကလည်းခေါမိုးထက်ကတထက်တန်ကိုကြားလိုက်ရပါတယ်ရဲရီရောက်လာတဲ့အချိန်မှာဘသူမှတီးမနေပြီးမြဲနနွားမျိုးဘရူကာကတော့အဖမ်းခံရရင်တော့အပြုံးမပြတ်သေးတာပဲဖြစ်ပါတယ်တပတ်ကတတိဟုံးစီကိုတော့ကန်ချီကပဲကြားပြန့်ကွက်နဲ့ဂျင်းပြန်ထည့်လိုက်တာကြောင့်တတိယဝင်တဲ့အယောက်150အထိပါပါဝင်နေတဲ့လူလိန်ကိုင်းတစ်ခုလုံးတယောက်မကြံဖမ်းဆီးရမိသွားခဲ့ကြပြီလေဖြစ်ပါတယ်အင်တာဗျူးအောင်ပါတယ်ဆိုပြီးတော့လိန်လည်ထားတဲ့ငွေ9ဘီလီယံကျော်ကိုလည်းကာယကံရှင်တွေစီကိုပြန်ပေးနိုင်ခဲ့ကြသလိုစော်ကျလို့လုပ်ငန်းခွင်ကငွေ3ဘီလီယံကိုလည်းအလုပ်သမားတွေစီကိုတရားဝင်ပြန်နှွှဲပေးနိုင်ခဲ့ပါတယ်အစိုးရဘက်ကလည်းနောက်ဆုံးငွေစကားပြောလာတဲ့ဖုန်းစိမ်းမှန်သမျှကိုချက်ချင်းချပစ်ဖို့နဲ့ဒီလိန်လဲမှုတွေမှာနင့်နာသူတွေကညံ့လို့မဟုတ်ပဲလိန်တဲ့ကောင်တွေကသာအကွက်စစ်ရုံမှလွန်းနေတာဖြစ်တဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်မီယောင်တတိပြန်ရလာတဲ့အချိန်မှာတော့ဒဏ်ရာတန်ချက်တွေနဲ့တိယောက်ကြားကိုတွေးလိုက်ရသလိုတတိဟုံးရဲ့ကြားဖြန့်ကပြိုလဲသွားခဲ့ပေမဲ့နောက်ထပ်မြောက်များစွာသောအတန်လိန်လဲမှုတွေကရှိနေသေးပဲဖြစ်ပါတယ်အဆိုးရှိရင်အကောင့်နဲ့ရှိနေတာကြောင့်လိန်လဲမှုတွေရဲ့တစ်ဖက်မှာတော့ဟန်ဆော်ဂျွန်းတယောက်ရက်တက်ဖွဲ့တဲ့ကိုပြန်နိုင်ဝင်ရောက်လာခဲ့ရင်အတန်လိန်လဲမှုတွေကိုအမြင့်ဖြုတ်မဲ့အကြောင်းကတိပြုလိုက်ပါတယ်အစိုးရလိုက်ပါကြည့်ရှုဝေကြတဲ့ပရိသတ်တယောက်ချင်းစီကိုထူပင်ကျေးဇူးတင်ရှိပါရခင်ဗျာနောက်ထပ်လည်းဒီမျိုးဇလန်ကောင်းတွေနားဆင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe ပြီးနှိပ်ပေးကြပါဦးခင်ဗျာ